Iti pito bhagava arahant dhamma dhambuddho Vaisa sarana dhambano dukkado loka vidu Anuttaro purita dhamma dharati Tathade va manudhanam buddho bhagavati Asaineya 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 Abhameya 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 Majansa manai shin kaung tho gung long pao nanda ne Long wa Audongပြည့်စုံတော်မူသောမြတ်စွာဘုရားအရဟံလွန်ကဲထူးမြတ်သောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏတတနာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့်လူနတ်မြမတတ္တဝါပေါင်းတို့၏ပူဇော်ထူးကိုခံယူတော်မူတိုက်ပေသောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကဝါ1500ကိလေသာအညစ်အကြေးတို့မှကင်းဝေးစင်ကြယ်တော်မူပေသောမြတ်စွာဘုရားအရဟံလောဘဒေါသမောဟအစရှိသောကိလေသာယံသူတို့ကိုပယ်တတ်တော်မူပြီးသောမြတ်စွာဘုရားအရဟံတန္တရာရှိ၏အထောင်းကံတို့ကိုချိုးဖျက်တော်မူပြီးသောမြတ်စွာဘုရားအရဟံမြတ်မောသိစင်ကြယ်၍စိတ်ွယ်ရာမရှိတော်မူသောမြတ်စွာဘုရားသမ္မာသမ္ဗုဒ္ဓသစ္စာ4ပါးခတ်သိမ်းသောတရားတို့ကိုသူတစ်ပါးထံနိမခံပဲကိုယ်တိုင်ဉာဏ်ဝစွမ်းဖြင့်စူးစမ်းရှာဖွေကားမှန်ကန်စွာသိတော်မူသောမြတ်စွာဘုရားဝိဇ္ဇာစရဏတံပံသောဝိဇ္ဇာမြည်သောဉာဏ်တု3ပါးဉာဏ်တု7ပါးစရဏမြည်သောခြေခံခြင်းတရား15ပါးတို့နှင့်ပြည့်စုံတော်မူပေသောမြတ်စွာဘုရားဒုက္ခတောတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်စွာတော်မူတတ်ပေသောမြတ်စွာဘုရားဒုက္ခတောမဂ္ဂင်ရှိဖြာတင့်တယ်သောမူရာဖြင့်ကောင်းစွာသွားခြင်းကောင်းစွာဖြစ်ခြင်းရှိတော်မူပေသောမြတ်စွာဘုရားလောကဝိတုလောက၏အကြောင်းအရာအလုံးစုံကိုအကုန်အစင်သိမြင်တော်မူပေသောမြတ်စွာဘုရားအနုတ္တရောမြင့်မြတ်ဆုံးဖြစ်သောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏတတနာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့်လောကဓာတ်အလုံး၌အမြတ်ဆုံးဖြစ်တော်မူပေသောမြတ်စွာဘုရားပုရိသဓမ္မသာရတိယဉ်ကျေးလိမ္မာပညာအသိမရှိကြသေးမပြည့်ဝသေး၍ဆုံးမဘေးတိုက်သောပုဂ္ဂိုလ်တို့အားယဉ်ကျေးလိမ္မာပညာပြည့်ဝအချိုးကြအောင်ဆုံးမသွန်သင်တော်မူတတ်ပေသောမြတ်စွာ